မင်္ဂလာပါရှင်ညီမချယ်လီကားရန်တရားပါဒီနေ့ညီမတို့ရဲ့ကားရန်တဲမှာကားငါးချပေးရန်အတွက်ကား2စီးထည့်ရပါမယ်Toyota Epson လေးရမယ်ပြီးတော့ Avanza လေးရပါမယ်ရှင် Avanza လေးကကားလာစာ15သိန်းပါ Toyota Epson ကကားလာစာ17သိန်းပါရှင်အနည်းဆုံး3လစာချုပ်ပေးရမယ်3လချုပ်ကို3လစာတစ်ခါလေးရှင်းပြရပါမယ်ရှင်စဘောက2လစာတင်ပေးရမယ်ညီမတို့အကျိုးဆောင်ခရှိပါမယ်နောက်တစ်ခုကကားငှားတွေကိုအိမ်စီးမငှားဘူးလားလို့မေးနေတဲ့တွေ့တွေအတွက်ဟုတ်ပါတယ်ညီမအိမ်စီးမငှားပါဘူးရှင်ကုမ္ပဏီနဲ့လုပ်ငန်းတည်တံ့ကိုပဲအငှားချပေးရပါကုမ္ပဏီလိုင်စင်လိုတယ်လုပ်ငန်းလိုင်စင်လိုပါတယ်ရှင်ကားငှားတွေကိုနေလုံးဝပေးမတော့ပါဘူးညီမတို့ရဲ့ကားတွေအားလုံးကိုရန်ကုန်မြို့တွင်တည်တံ့ပဲပေးတော့ပါတယ်ရန်ကုန်မြို့တွင်မှာရှိတဲ့ကုမ္ပဏီတွေကိုပဲညီမကားငှားချပေးပါတယ်ရှင်